မင်္ဂလာပါအခုအသီးလေးတွေကိုချယ်ရီမောင်လာဦးလို့ခေါ်တယ်လို့ပြောပါတယ်အခေါ်ဝေါ်မှားကောင်းမှားနိုင်ပါတယ်အသီးလေးတွေကိုအခွန်ခွာပြီးွားပြီဆိုရင်တော့စားရည်လေးနဲ့အခုလိုစိတ်ပြီးွားပြီဆိုရင်မိမိကြိုက်နှစ်သက်တဲ့လောက်အထိအနေအထားထိကိုလှီးသွားပေးပါရင်နွေးပူတဲ့အထက်ကိုအခုအသီးလေးတွေကို10မိနစ်လောက်ပဲကျွန်တော်ရင်နွေးဖြောပါတယ်10မိနစ်လောက်ဖြောမှအဲ့ဒါမှအသီးလေးရဲ့ကျွတ်ကျွတ်လေးနဲ့စားကောင်းပါပါစီထည့်ပေးပါအယောင်တင်မှုကျွန်တော်အသုံးပြုထားပါတယ်ငရုတ်ဒီခွဲကြံစီတက်တဲ့ထဲကိုပဲအရသာတွေထည့်ပေးပါချုံမုံငန်းငံပြာရည်အရသာမုတ်ပစွန်ချောင်းမုတ်တို့ကိုထည့်သွားပေးပါငနီဒူးကြောက်လေးတွေကိုပါကျွန်တော်အနှဲငယ်ထည့်ပြီးအသုံးပြုထားပါတယ်ပြီးွားပြီဆိုရင်တော့ကျွန်တော်တို့အေးခံထားပေးပါပြုတ်ထားတဲ့အသီးတွေကိုရေစစ်ပြီးွားပြီဆိုရင်တော့ထည့်ပါကြက်သွန်နီထည့်ပေးပါကြော်ထားတဲ့ငနီဒူးကြောက်လေးတွေကိုထည့်ပေးပါဒီနေရာမှာမိမိကြိုက်နေတဲ့အသီးနှံအရွက်တွေကိုလည်းထည့်လို့ရပါတယ်ကျွန်တော်ကတော့တမယအသီးလေးကိုပို့ထည့်ထားပါတယ်ငပိစိမ့်သားလေးကြော်ပြီးွားပြီဆိုရင်တော့ကျွန်တော်တို့ရောပြီးနယ်လို့ရပါပြီကျွန်တော်အခုတုတ်တလူမျိုးပဲရက်သွန်စိမ့်လေးနဲ့ရိုးရှင်းလေးနဲ့ပဲတုတ်စားကြည့်ပါအရန်ကြီးကိုစားလို့ကောင်းပါတယ်ချယ်ရီမောင်လာဥဖြူလေးတွေကတစ်မျိုးစားကောင်းပါတယ်ကျွတ်ကျွတ်ကလေးနဲ့အရန်ကြီးကိုစားလို့ကောင်းပါတယ်တခါမှဒီလိုမျိုးမတုတ်စားဘူးဆိုရင်တော့ရှူးရှူးရှဲရှဲလေးနဲ့အရန်စားကောင်းတဲ့အတွက်